ရေတကွန်ရေတော့တိတ်မများဗျဒါပေမဲ့တော်တော်လေးကိုလာတယ်ဗျကျွန်တော်တို့ရေတကွန်လာမယ်ဆိုရင်လေအဝမှာဆိုရင်တစ်တော်ကရှိတယ်ဗျတစ်တော်ကရနေကျွန်တော်တို့လက်မဝယ်ရမယ်လက်မကတော့တယောက်ကို80ပေးရတယ်ဗျနော်ဆိုင်ကယ်ဘိုးပါပြီးပေါ့ဗျာပြီးရင်ကျွန်တော်ဝင်လာမယ်ဆိုရင်ဆိုင်ကယ်ရက်တဲ့နေရာရှိတယ်ဗျဆိုင်ကယ်ရက်တဲ့အရှိမဆိုရင်လည်းအစားအစာရောင်းတာတွေရှိတယ်ပေါ့ဗျာနော်တင်ပေါ်ဒီထောင်းတို့အချိုရည်တို့ဘာတို့ကြက်ကင်ဝက်ကင်တွေပေါ့ဗျာနော်ဒါပေမဲ့မူရစ်စေဝါတုံးဆွဲလို့မရဘူးပေါ့ဗျာဒီရေတကွန်ဟာဆိုရင်နမ်တုတ်မဲရလို့ခေါ်တယ်ဗျာနော်ကျွန်တော်တို့ဒီရေတကွန်ကိုလာပြီးဆိုရင်လက်မဝယ်ပြီးတာနဲ့ကျွန်တော်တို့ drawing ထနွန်တက်မယ်ဆိုရင်ဒီလက်မနဲ့လည်းပြလို့ရတယ်ဗျာနော်တကယ်လို့ကျွန်တော်တို့တောင်ပေါ်ထပ်တက်ချင်လေအင်တာရှယ်ပဲနော်ဒီအင်တာတော့ပေါ့ဒီရေတကွန်တွေကတော့အင်တာကတော့ပြောစရာကိုမလိုဒီရေတကွန်ဟာဆိုရင်ရေနဲပြီမဲ့ရေတကွန်ရှိတဲ့နားမှာဆိုရင်ရေတော်တော်လေးကိုအားကောင်းပြီးတော့ရေတော်တော်လေးပြင်းတာပေါ့နော်မိန်းကလေးတွေဆိုရင်တော့တတိဝိရိယနဲ့သွားဖို့လိုတယ်ဗျအခုကျွန်တော်ရေတကွန်ရှိတဲ့အနီးဆုံးနေရာကိုကျွန်တော်တက်သွားမှာဖြစ်ပါတယ်သူတို့ကတော့စာရေးကတ်ထားတာပေါ့နော်ဒီကြောက်ကဘာမှမတက်ရဘူးပေါ့နော်ရေတကွန်ရဲ့အပေါ်ဆုံးထက်မှမတက်ရဘူးလို့စာရေးထားပါတယ်အပေါ်ဆုံးထပ်တော့တက်လို့မရပါနဲ့ရေတကွန်ရဲ့အနီးနားမှာတော့သွားလို့ရတယ်ဗျနော်ဒီရေတကွန်ဟာလည်းတော်တော်လှပါတယ်ဗျနော်ဒါလဲစေချင်းနေဗျဒီရေတကွန်ဟာဆိုရင်ညနေပိုင်းကလူတွေတော်တော်လေးကိုများတယ်ဗျနော်တကယ်လို့လူရှင်းရှင်းနဲ့တပ်ဖို့ကောင်းရိုက်ချင်တယ်ဆိုရင်တော့မနေ့ပိုင်းလာစေချင်တယ်ဗျမနေ့ပိုင်းမှာဆိုရင်လူတော်တော်ရှင်းတယ်ပြီးတော့တပ်ပုံတွေပါလေရိုက်လို့လည်းကောင်းတယ်ပေါ့ဗျာနော်ဒီရေတကွန်ကတော့တော်တော်လှပါတယ်ဗျနော်ကျွန်တော်ခုရောက်ရှိနေတာကတော့ရေတကွန်ရဲ့နားမှာရောက်ရှိနေပြီဗျဒီရေတကွန်ဟာဆိုရင်ချင်းမိုင်မြို့မှာတည်ရှိတယ်ပေါ့ဗျာချင်းမိုင်ခရိုင်ကြုံထောင်းမြို့နယ်ထဲမှာတည်ရှိပါတယ်ဒွိုင်းထနွန်တစ်တော်ပိုင်နယ်ထဲမှာပေါ့ဗျာနော်ရေတကွန်ကအရန်ကိုလှတယ်ဗျနော်ရေတကွန်ကရေတော့တိတ်မများဗျဒါပေမဲ့ဒီရေတကွန်ကရေမများပေမဲ့တော်တော်လေးကိုတော့လှတယ်ဗျအမင်းကြီးပဲဗျနော်ဟိုးအပေါ်နေဆင်းလာတာကြည့်လိုက်တက်တော့လို့မရတယ်ဘူးဗျနော်ကျွန်တော်ပြန်လန်းသွားရမှန်းမရှိသေးဘူးကွာဒီနေရာဒီမှာဆိုရင်ကြောက်တုံးနေကြီးပဲဗျနော်โอ้ဒီရေကွန်ရေတော့တိတ်မများဗျဒါပေမဲ့သူမြင့်နေတော့မြင့်တော့တအားလာတာပဲကဲကျွန်တော်တို့အနီးကတွက်ကြည့်ရမယ်ဗျဒီရေကွန်ကတော်တော်ကြီးတယ်ဗျနော်အခုကျွန်တော်ရေကွန်ရဲ့အောက်ခြေမှာလမ်းလျှောက်လာနေတာဖြစ်ပါတယ်နိုင်ငံခြားသားတော့တိတ်မရှိဘူးဗျနော်ဒီတကွန်ရဲ့အနားလေးမှာရောက်လာပြီကနော်တော်တော်လေးကိုလှတယ်ဗျဒီတကွန်ကအစိုးပဲဟိုပေါ်နေတော့စီးကျလာတာနော်ရေတိတ်မများပဲမြတ်သူကကြောက်ကပါကျဲပြတဲ့ခါကျတော့ရေကျလာတော့တော်တော်လေးကိုလှတယ်ဗျဓာတ်ပုံရလို့တော်တော်ကောင်းတယ်နော်ဒီနေရာကတော့ကျွန်တော်ဟိုပေါ်မှာတက်တော့ကြည့်မယ်နော်